Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ချက်ရတာအရန်လွယ်ကူပြီးစားလို့အရန်ကောင်းတဲ့ထိုင်းစတိုင်ဝက်ချီတောက်စုပ်ပြုတ်ချက်နည်းလေးကိုလာပြီးမျှဝေပေးတာပဲဖြစ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်ပါဝဲတဲ့ပစ္စည်းလေးတွေကိုလက်ကြည့်ကြရအောင်ရှင်ပါဝဲတဲ့ပစ္စည်းကတော့ဝက်ချီတောက်ပါဝင်ပါတယ်ပြီးတော့နနဘေးရှမ်းနနပဒေကောကျက်တော်နီစပယ်လေးငရုတ်တီပါဝင်တာပဲဖြစ်ပါတယ်နော်အရသာအနေနဲ့ကတော့နတ်ပြားပါဝင်မယ်ပြီးတော့မကြီးကြီးပါဝင်မယ်နော်ပြီးလို့ရှိရင်စားချုံမို့ကိုကြိုက်တဲ့လို့ပြင်ဆင်လို့ရပါတယ်ရှင်ကဲဒါဆိုရှင်ပွက်ဆူနေတဲ့ရေအိုးထဲကိုအစားနှဲငယ်ထည့်ပြီးတော့ခုနကတတ်ဆင်ထားတဲ့ဝက်ရှိတောက်လေးတွေကိုထည့်ပေးပါမယ်ရှင်ကဲသူ့ကိုထည့်လို့ရှိရင်ဇောလေးနှစ်ချောင်းပါထပ်ပြုတ်ပေးလိုက်ပါရှင်နော်ဘာဖြစ်ဆိုတော့ဝက်သားလေးတွေနူးသွားအောင်ပေါ့နော်လှုပ်လဲရတယ်မလှုပ်လဲရတာပေါ့ရှင်နော်ကဲဒါဆိုရှင်ပါဝင်တဲ့ပစ္စည်းလေးတွေကစပယ်လေးကိုလှီးပေးထားမယ်ချက်သွန်ဒီကိုထုထားပေးမယ်ခရမ်းချစ်တီလှီးထားပေးမယ်တံမြတ်တီလှီးထားပေးမယ်နော်နနဘေးကတော့2မျိုးလုံးပါပါတယ်ရှင်ကဲဒါကတော့ငရုတ်အချောက်ကိုတောမြတ်ထဲကိုထည့်ဖို့အတွက်လှောင်ထားပေးတာပဲဖြစ်ပါတယ်ရှင်ငရုတ်ချောက်မွမွေးလေးနဲ့စားရတာပေါ့ရှင်တကယ်ကြီးလို့နော်ကဲဝက်သားကိုကြက်မကြက်နူးသွားပြီလားဆိုတာကိုစမ်းကြည့်ပါမယ်ရှင်ကဲမနူးသေးတဲ့အတွက်ထပ်ပြုတ်ထားပေးပါမယ်နော်ကဲပြုတ်သွားပြီလို့နူးသွားပြီဆိုရင်စပလေတို့ပတဲကောတို့ကိုထပ်ပြီးတော့ပြန်ပြီးပြုတ်ပေးဦးမှာရှင်ကဲပြီးလို့ရှိရင်ကြက်တော်နီထပ်ပေးပါနော်ပြီးတော့တစ်ခါပြန်ဖုတ်ပြီးတော့ပြန်တဲထားပေးပါရှင်သူကတော့ခြေတော့နည်းနည်းကြာရတာပေါ့နော်တငယ်ကြီးတို့ကဲဒါဆိုလို့ရှိရင်6ဘလူးရက်ထပ်ပေးပါမယ်ခရမ်းချီတီတွေထပ်ပေးပါမယ်ကဲဝက်သားလေးတွေလည်းနူးလာပြီဆိုတော့နော်ခရမ်းချီတီတို့ကိုထပ်ချပေးလို့ရသွားပါပြီရှင်ဒီနေ့နေ့ဆိုရင်လောက်ရတာလည်းမခက်ခဲဘူးเนาะတကယ်ကြီးတို့လောက်ရတာအရင်လွယ်ကူရရှင်လဲလို့စားလို့ရတယ်ကဲတလို့ရှိရင်နံပြကြီးထည့်ပေးပါမယ်မကြီးကြီးထည့်ပေးပါမယ်ရှင်အရသာတော့ကိုကြိုက်နေတဲ့အရသာကိုပြင်ဆင်လို့ရပါတယ်เนาะပြီးတော့ငရုတ်တီအစိမ်းကြိတ်ထားတာကိုထည့်ပေးပါမယ်ရှင်ပြီးတော့လှောက်ထားတဲ့ငရုတ်တီအချောက်ကိုလည်းထည့်ပေးပါမယ်ရှင်ဒါတော့မှုေးတာပေါ့เนาะ top set ဖြစ်သွားတာပေါ့เนาะဝက်ချီတောက် top set ပေါ့เนาะအရန်လဲစားကောင်းတယ်အရန်လဲလောက်ရတာအလွယ်ကူပါတယ်เนาะကဲဒီနေ့ထားလေးဆိုရင်သမင်းပူပူလေးနဲ့စားလို့အရန်ကောင်းတယ်ဟင်းတပွဲပဲဖြစ်ပါတယ်တငယ်ကြီးတို့လိုက်ပြီးတော့လှုပ်စားကြည့်လို့ပြောချင်ပါတယ်ရှင်ပါဝေတဲ့ပစ္စည်းကလည်းအရန်လဲမခက်ခဲပါဘူးရှင်เนาะနီးတဲ့ဈေးမှာဝယ်လို့ရပါတယ်ရှင်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်